မွန်ဂိုလှေကိုဖျက်ဆီးဖို့ရေအောက်ထဲကနေလှေဝမ်းကိုထိုးဖောက်နေကြတဲ့အခါမှာပြဿနာကတန်ပိုက်ကွန်တွေခံနေပြီးတော့လှေရဲ့ပတ်ပတ်လည်မှာကာရန်ထားသလိုရေအောက်ထဲကို73ပေအရှည်အထိတွဲလောင်းချထားတာပါအဲ့ဒါပြင်စပရင်ပုံစံတန်အရစ်ခွေတွေနဲ့ကျဲပုံစံတန်ဇူးတွေကိုလည်းသက်ဆင်ထားသေးတာတရုတ်ဘက်ကရေငုပ်တမားတွေဟာအတင့်ပါလာတဲ့တန်ကတ်ကြီးတွေနဲ့ဖျက်ဖို့လုပ်နေကြတဲ့အခါမှာတန်ပိုက်ကွန်ထက်မှာသက်ဆင်ထားတဲ့ခေါင်းလောင်းတွေကအချက်ပေးတံထွက်ပေါ်လာပါလီရောဒါကြောင့်လှေပေါ်မှာရှိတဲ့မွန်ဂိုတွေကတကယ်ငါးဖမ်းပိုက်ကွန်တွေကိုကင်ပြီးတော့မှန်းဆကအောက်ကိုပစ်ချလိုက်ပြန်ဆွဲတင်လိုက်နဲ့လုံနေကြတာတကယ်လို့တယောက်ပါလာပြီဆိုရင်တော့လှန်စွတ်တွေနဲ့အကြီးတန်းစွာအဆုံးသက်ပြလိုက်တာပါပြီးတော့မွန်ဂိုတွေကသူတို့လှေနဲ့တန်ပိုက်ကွန်တွေကိုနီးပေါင်းစုံနဲ့လှုပ်ရမ်းနေတာကြောင့်ရင်ငုတ်သမားတွေဟာပိုက်ကွန်ထဲမှာညှိသွားပြီးတော့တန်ဇူးတွေကြားမှာရုံးကန်ရင်းနဲ့လူးလွတ်နေရရှာတာမကြခင်ရေပြင်ကအနီအောင်ဖြစ်လာပြီးတော့တဖြည်းဖြည်းနဲ့တိတ်ဆိတ်သွားတော့တယ်အဲကြောင့်မှမွန်ဂိုဘက်ကစတင်ထိုးစစ်ဆင်ဖို့အတွက်လှေကိုအုပ်စုငယ်လေးတွေဖွဲ့လိုက်ကအရှိကိုတက်လာကြတယ်တရုတ်ဘက်ကတော့လှေတွေကိုတန်ကြိုးနဲ့ချီနှောင်ထားကရေပြင်ပေါ်မှာစောင့်လုပ်ထားတဲ့ခံတက်ပြူဟာကိုချပြခဲ့ပေမဲ့လက်တွေ့မှာဘလို့မှလှုပ်လို့မရတော့တာကြောင့်မွန်ဂိုလှေတွေချင်းကပ်လာတာကိုရင်သမားမနဲ့ကြည်နေရတဲ့အဖြစ်ပါရန်သူကစလုံးမှကြပြကြရာတုံ့ပြန်ရမယ့်အခြေအနေကိုစိုက်ရောက်လာပါပြီထိတ်တိုက်စားသွေးတော့မွန်ဂိုတွေကတရားပေါ်ကပါရက်ပြီးမြားတွေနဲ့ဝိုင်းပစ်ကြသလိုလောက်လွှဲတွေနဲ့လည်းလှမ်းထုနေတာပါတရုတ်ဘက်ကပြန်ပစ်ပေမဲ့မွန်ဂိုလှေကြားမှာညံ့နေတာကြောင့်မြားတံကိုအလူအလဲခံနေရတာခက်တာကဘေးမှာရှိတဲ့တရုတ်လီတွေဟာချီနှောင်ခံထားရလို့ဘလို့မှဝင်ကူလို့မရပဲဖြစ်နေတာကြောင့်ရင်နာနာနဲ့ရက်ကြည့်နေရတဲ့အဖြစ်ပါမကြခင်တရားပေါ်ကနေမွန်ဂိုတွေခုန်ဆင်းလာကြပြီးအနီးကပ်ရင်ဆိုင်တိုက်ပွဲစတင်လာတော့တရုတ်တပ်ကဗတ်ပေါင်းစုံကနေဝိုင်းတိုက်တာကိုခံလဲရတဲ့အတွက်လှေတစ်စီးလုံးကျသွားတော့တယ်ပြီးတော့မှနောက်ထပ်လှေတစ်စီးကိုချင်းကပ်သွားကအစကနေပြန်ပြီးမြားနဲ့ဝိုင်းပစ်ကြတယ်ပြီးရင်ဝင်စီးတယ်အဲ့လိုတစ်စီးချင်းစီကျနေတာကိုကြည့်ပြီးတရုတ်စစ်သူကြီးကမျောလင်းချက်မဲ့စွာနဲ့ပင်လယ်ပြင်ကြီးကိုငေးကြည့်နေရပါနောက်ဆုံးမှဆုံးဖြတ်ချက်ကိုရဲဝံ့စွာချလိုက်ပြီးတော့ဘရင်လေးကိုသူ့ရဲ့ကြောပေါ်တင်လိုက်ကရေထဲကိုဘွမ်းခနဲ့ခုန်ချသွားခဲ့တာပါအဲ့လိုနဲ့တရုတ်တပြည်လုံးကျသွားရတယ်မွန်ဂိုတွေတောက်လျှောက်အနိုင်ရခဲ့တာကညံကောင်းလို့မဟုတ်ပဲအတွေ့အကြုံများလို့ပဲဖြစ်တယ်ကိုကအတွေ့အကြုံများချင်တယ်ဆိုရင်လောက်ရမှာကသူများရဲ့အတွေ့အကြုံတွေကိုလိုက်ယူယုံမှာပဲယူတဲ့နီးကကောင်းတာတွေကိုအတုခိုးမယ်မကောင်းတာတွေကိုတင်ငန်းစာယူမယ်သူများရဲ့အတွေ့အကြုံကိုမယူဘူးဆိုရင်တော့ကိုယ်တိုင်ခံပြီးမှအဲ့ဒီကနေအတွေ့အကြုံရသွားမှာဖြစ်တယ်ဒီခေတ်မှာကိုယ်တိုင်ခံပြီးအတွေ့အကြုံယူနေတဲ့သူကလောင်းတဲ့သူတွေပါသူများတွေလောင်းပြီးဘဝပြတ်သွားတာကိုတင်ငန်းစာမယူဘူးဆိုရင်တော့ရရှိမဲ့အရာကနောင်တတွေပါအဲ့လိုလူစားမျိုးကဘလူနဲ့တူတယ်လဲဆိုရင်လှေပေါ်မှာရက်နေတဲ့တရုတ်တက်တွေလိုမျိုးဒိုင်တွေစိတ်ကြိုက်လုံနေတာကိုရင်သမားမနဲ့ရက်ကြည့်နေရတဲ့အဖြစ်ပါပေးမှာပါဆိုတဲ့မျောလင့်ချက်လေးနဲ့ဝမ်းနဲ့ဝမ်းသာဖြစ်နေရတဲ့အဆင့်ပဲရှိတာပူဆိုးတာကရန်သူကိုယုံပြီးပုံအပ်တဲ့လူစားတွေဖြစ်တယ်